အိန္ဒိယနိုင်ငံမရဒပြည်နယ်စန်ချီမြို့မှာရှိတဲ့စန်ချီစေတီတော်မြတ်ဖြစ်ပါတယ်အာတောကမင်းတရားရဲ့စေတီပေါင်း8400အလူတွေထဲမှာမပြတ်မစည်းမူလပဂရီတိုင်းတည်ရှိတဲ့ဇေဒီဟာဒီစန်ချီစတူပဇေဒီတော်မြတ်တဆူပဲကြံရှိပါတော့တယ်ကြံသောဇေဒီတွေဟာပစ္စည်းယိုရင်ဆွေးမြေ့ပြီးတော့မူလတိုင်းမရှိတော့ပါဘူးဒီစန်ချီဇေဒီတဆူထဲမှာမှမူလအတိုင်းပဂရီတည်ရှိသောဇေဒီဖြစ်ပါတယ်ခုဟာသီရိလင်္ကာဘုရားဘူးအဖွဲ့များလာရောက်ဘုရားဘူးကြတာဖြစ်ပါတယ်ခရစ်တက္ကရာ2026ခုနှစ်ဩဂုတ်လ21ရက်နေ့မနက်ခင်းစံကြီးစေတီဝင်းအတွင်းမှာအခြားသောစတူပတွေရှိပါတယ်စံကြီးစေတီတော်ကိုစောင့်ရှောက်ပြီးသာသနာပြုနေသောမဟာဗောဓိဆိုဆာယတီအဖွဲ့သီရိလင်္ကာဆရာတော်များအမြဲတမ်းသတင်းသုံးပြီးတော့စေတီတော်ဝင်းအတွင်းမှာသာသနာပြုတည်ရှိနေကြပါတယ်စံကြီးစေတီတော်မြတ်ကြီးဟာစံကြီးဒေသတော်ရဲ့ကုန်းအမြင့်ပေါ်မှာတည်ရှိပါတယ်စံကြီးမြို့ဟာလည်းပဲပတ်ပတ်လည်းတောင်တန်းတွေဝိုင်းနေတဲ့မြို့ဖြစ်ပါတယ်မြေပြန့်ဒေသဖြစ်တော်လည်းပဲပတ်ပတ်လည်းမှာတော့တောင်တန်းတွေဝိုင်းလျက်တည်ရှိပါတယ်ဒါရှေးမူလအတိုင်းပဂရိမပြတ်မစည်းတည်ရှိနေတဲ့တခုတီးသောဇေဒီတော်မြတ်ကြီးဖြစ်ပါတယ်သီရိလင်္ကာဘုရားဘူးအဖွဲ့များကိုဘုရားဘူးအဖွဲ့ခေါင်းတော်ဆရာတော်များမှာရှင်းလင်းဟောကြားခြင်းဖြစ်ပါတယ်ဇေဒီတော်ဝင်းတွင်းမှာအရန်ငယ်ဇေဒီပေါင်းများစွာတည်ရှိပါတယ်ဇေဒီတော်ဝင်းတည်ဆောက်ပုံဟာအလွန်စနစ်ကြပါတယ်အလွန်လည်းခင်မိပါတယ်ပြင်မဇေဒီတော်ကြီးကိုတည်ထားပြီးတော့ဇေဒီတော်ပတ်ပတ်လဲမှာစနစ်တကျဇေဒီတော်များတည်ဆောက်ထားတာဖြစ်ပါတယ်ဒါကတော့ဇေဒီတော်မြတ်ကြီးရဲ့တောင်ဘက်အရမှာတည်ရှိတဲ့ကျောင်းတော်ဟောင်းနေရာဖြစ်ပါတယ်ဇေဒီတော်မြတ်ကြီးရဲ့ခြေတော်ရင်ပတ်ပတ်လည်းမှာမုတ်ဦး၄ခုလှမသေးသက်ဆိုတာတိဆောက်ထားပါတယ်စံကြီးဒေသတဝိုက်ဟာတောင်တန်းများပတ်ပတ်လည်းဝိုင်းရနေသောဒေသဖြစ်ပါတယ်မြေပြင်ဒေသဟာမြေပြန့်ဒေသဖြစ်ပေမဲ့ပတ်ပတ်လည်းမှာတော့တောင်တန်းတွေဝိုင်းနေပါတယ်စိုက်ပျိုးရေးအလွန်ကောင်းမွန်သောနေရာဒေသဖြစ်ပါတယ်မိုးလေဝသရာသီဥတုမှန်ကန်ကောင်းမွန်သောအရပ်ဒေသလည်းဖြစ်ပါတယ်
ဒါအနောက်ဘက်စေတီတော်မဟုတ်ဘူးဖြစ်ပါတယ်လာပါတော့ခန္ဓာတော်ဂုံယူတော်သောလူပညာလက်ရများစွာဖြင့်အိန္ဒိယရဲ့အမွေအနှစ်ကမ္ဘာတန်ဖိုးကြီးဆုံး UNESCO စီးရင်ဝင်လက်ရမြောက်အနုပညာများဖြစ်ပါတယ်စံစီတော်စေတီတော်မြတ်ကြီးကိုဖူးမြင်ရတာဖြစ်အလွန်အမင်းထူးမြတ်သောကုသိုလ်တော်ဖြစ်ပါတယ်ဒါစေတီတော်မြတ်ကြီးရဲ့မူလပဂတိကိုလုံးတော်မြတ်ကြီးဖြစ်ပါတယ်ကမ္ဘာပေါ်မှာမပြတ်မစည်းတည်ရှိနေသောအာသောကမင်းတရားရဲ့7400သောစေတီတော်အလှများထဲမှာတစ်ခုတည်းသောမပြတ်မစည်းတည်ရှိနေသောစေတီတော်မြတ်ကြီးဖြစ်ပါတယ်သက်တမ်းအားဖြင့်နှစ်ပေါင်း2300ဝန်းကျင်ခန့်ရှိနေပြီဖြစ်ပါတယ်စေတီတော်အရှိဘက်မှုရုပ်ပွားဆင်းရဲတော်ဖြစ်ပါတယ်စေတီတော်တောင်ဘက်မှုရုပ်ပွားဆင်းရဲတော်ဖြစ်ပါတယ်ညကိုတန်ဆာဆင်ထားသောအနုပညာလက်ရာများမဟုတ်တစ်ဖက်နဲ့တစ်ဖက်မတူထူးခြားစွာခန်းခန်းနာနာတိဆောက်ထားသောအနုပညာလက်ရာများဖြစ်ပါတယ်အတော့ကကြောက်စားတိုင်းဖြစ်ပါတယ်တပားနေအကြောင်းဆောင်ဖြစ်ဟန်တူပါတယ်ဒီလေးတွေကဘုရားဘူးဖွဲ့များအားရပါရဒါရောက်ပြီးတော့ဘုရားဘူးကြခြင်းဖြစ်ပါတယ်ရှေးရခင်ကစံချီဒေတာတဝိုက်ဟာဗုဒ္ဓဘာသာအလွန်အားကောင်းထွန်းကားခဲ့သောအရဒေတာဖြစ်ပွယ်ရှိပါတယ်စံချီစေတီတော်ဝင်းအတွင်းမှာတည်ရှိတဲ့ကျောင်းအဆောက်အဦဧရိယာအင်မတန်ကျယ်ဝန်းပါတယ်မြတ်စွာဘုရားရှင်အမြဲတမ်းသုံးတော်မူတဲ့တာဝတိမြို့ဇေတဝန်ကျောင်းတော်မှာရှိတဲ့ဇေတဝန်ကျောင်းတော်ရဲ့ဧရိယာကဲ့သို့ကျောင်းဝင်းပွဲဝုံဟာအမှန်တန်ကြီးမားကျယ်ပြန့်ပါတယ်အရမျက်နှာပပလင်မှာကျောင်းတော်ကြီးတွေအခိုင်အခန့်ကြီးကြီးမားမားတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒါယခုmonastery area နယ်မြေဖြစ်ပါတယ်စံကြီးဇေဒီတော်မြတ်ကြီးရဲ့ကျောင်းဝင်း area ကိုဒါပြန်လဲထိမ့်သိမ်းနေကြတဲ့ပညာရှင်အဖွဲ့များဖြစ်ပါတယ်
ရီတော်ကုန်းတော်ပတ်ပတ်လည်မှာဇီရီတော်ကျောင်းပေါ်တော်ပတ်ပတ်လည်မှာကြီးမားစွာသောမဟာယာတတိုင်းကြီးကိုပြန်လည်ပြုပြင်နေကြတာဖြစ်ပါတယ်ဇီရီတော်ကုန်းမြေဟာအင်မတန်မွန်မြတ်ကောင်းမြတ်သောရတ္တိတာဖြစ်ပါတယ်ဒေသတစ်ဝိုက်မှာမြင့်မားသောတောင်ကုန်းကမူဖြစ်ပါတယ်မူလအတိုင်းပဂရိတည်ရှိနေသောတောင်ကုန်းကမူဖြစ်ပါတယ်အပေါ်ယံကမြေသားဖြစ်ပြီးတော့အောက်ကတော့ကြောက်ဖြာကြီးတွေဖြစ်ပါတယ်မြန်မာနိုင်ငံဆွေဒီကုန်းဇေဒီတော်မြတ်ကြီးတည်ရှိရာတင်ငုတ်တရကုန်းမြေဟာခေတ်ဆက်ဆက်မြေဖို့ပြီးတော့ပြုပြင်ထားသောမြင့်သောကုန်းမြေဖြစ်ပြီးတော့စံကြီးဇေဒီတော်မြတ်ကြီးတည်ရှိရာကုန်းမြေကတော့မူလအတိုင်းမြေဖို့တရားမလိုဘဲနဲ့တည်ရှိနေသောပဂရိကုန်းမြင့်ဒေသဖြစ်ပါတယ်ဒါဇေဒီတော်ကုန်းတော်မြတ်ကြီးရဲ့အောက်ခြေပတ်ပတ်လည်မှာရှိတဲ့ကျေးရွာများစိုက်ခင်းများဖြစ်ပါတယ်စံကြီးဒေသဟာရာသီဥတုစိုက်ပျိုးရေးဘလွန်သားရကောင်းမွန်သောရတ္တိတာဖြစ်ပါတယ်လူနေပျော်မွေ့ဝယ်ကောင်းသောရတ္တိတာဖြစ်ပါတယ်ပတ်ပတ်လည်မှာတောင်ကုန်းတောင်တန်းများညွညွမှန်မှန်ဝန်းရံလျက်ရှိပါတယ်မူလအကြောင်းတော်ရာကျောင်းတိုင်ကြောက်သားတိုင်ကြီးများဖြစ်ပါတယ်ကျောင်းဆောင်တွေရဲ့အမှတ်အသားကိုနံပါတ်တွေနဲ့ထိုးပြီးတော့ထားပါတယ်ဒါကျောင်းဆောင်အမှတ်40ကျောင်းဆောင်ဖြစ်ပါတယ်ဓမ္မပင်များတစ်ပင်မျိုးစုတပြေးပင်ညောင်ပင်မျိုးစုဇီရီတော်ဝင်းတွင်းမှာအရိပ်ရအပင်ကြီးမျိုးစုံအလွန်ချမ်းမြေ့ဝယ်နေရာရင်သက်ရှုမောပဲနေရာဖြစ်ပါတယ်ဒါကတော့ကျောင်းဆောင်အမှတ်44ကျောင်းတော်ဖြစ်ပါတယ်ဒါကတော့ဇီရီတော်ဝင်းအတွင်းမှာတည်ရှိတဲ့ပဂရိအကောင်းတိုင်းတည်ရှိနေတဲ့အကြီးဆုံးသောလက်ကျန်အဆောက်အဦဖြစ်ပါတယ်အတွင်းမှာလည်းဗုဒ္ဓရုပ်ပွားဆင်းလူတော်ဇီရီတော်မြတ်ကြီးတရင်သုံးတည်ရှိသောကျောင်းတော်ဖြစ်ပါတယ်ကျောင်းဆောင်အမှတ်နံပါတ်စဉ်46ဖြစ်ပါတယ်ကျောင်းတော်အတွင်းမှာစံပယ်နေတော့ရုပ်ပွားဆင်းလေးတော်မြတ်ကြီးဖြစ်ပါတယ်ညာဘက်လက်တစ်ဖက်လုံးမရှိတော့ပါဘူးခေတ်ကာလအချိန်တွေကပြည့်စည်မှုတန်နေဖြစ်နေပါတယ်စံကြီးဒေသခံလူမျိုးများအင်မတန်မှဖော်ရွေကြရတယ်ယဉ်ကျေးကြပါတယ်ကြောက်လာတော့ဘုရားဦးများကိုမေရင်ဆွေရင်မိဟောင်းဆွေဟောင်းတဲ့ပွဲကြိုဆိုကြပါတယ်လူကြီးလူငယ်လူလက်မရွေးအားလုံးဖော်ဖော်ရွေရွေရှိကြပါတယ်အဆောက်အဦဟာအင်မတန်ခိုင်ခန့်ပါတယ်
အိန္ဒိယနိုင်ငံရဲ့ရှေးဟောင်းအဆောက်အဦတွေကကမ္ဘာပေါ်မှာအခိုင်အခန့်ဆုံးသောအဆောက်အဦတွေဖြစ်ခဲ့ပုံရပါတယ်အလုံးစုံသောအဆောက်အဦပစ္စည်းများကြောက်သားဓုတွေကြီးပဲဖြစ်ပါတယ်ဒါတိုင်ကြီးတွေဟာကြောက်တိုင်ကြီးတွေဖြစ်ပါတယ်ကြောက်ပြားအမိုးကြောက်တွေနဲ့ကြီးပဲအခိုင်ခန့်တိဆောက်ထားတာဖြစ်ပါတယ်အဖြစ်အစည်းမခံရဘူးဆိုရင်တော့ကဘာတီတွေတည်တတ်နိုင်သောဗုဒ္ဓသာသနိကသမိုင်းဝင်အလွန်တရာတန်ဖိုးကြီးသောတန်ဖိုးမဖြတ်နိုင်သောအဆောက်အဦများဖြစ်ပါတယ်အိန္ဒိယရဲ့အမွေအနှစ်သမိုင်းဝင်နေရာများဖြစ်တဲ့တော့ဗုဒ္ဓဘာသာရဲ့အမွေအနှစ်နေရာများလည်းဖြစ်ပါတယ်ကျောင်းဆောင်အတွင်းမှာစူးစီးထားသောရှေးဟောင်းကျောင်းအဆောက်အဦရဲ့အပိုင်းအစများဖြစ်ပါတယ်वाराणसी वाराणसीဒါကဇီဒီတော်ဝင်းအတွင်းမှာရှိတဲ့ဇီဒီငယ်ဖြစ်ပါတယ်စံကြီးဇီဒီတော်မြတ်ကြီးရဲ့အရန်ငယ်ဇီဒီများဖြစ်ပါတယ်ဒီဇီဒီကလည်းပဲပဂရီအကောင်းတိုင်းတည်ရှိနေသောဇီဒီဖြစ်ပါတယ်ဒါကတော့စံကြီးဇီဒီတော်မြတ်ကြီးဖြစ်ပါတယ်မူလကြောက်စာတိုင်းဖြစ်ဟန်တူပါတယ်စေတီတော်ဝင်းတွင်းမှာရှိတဲ့အလွန်ကြီးမားသောကျောင်းဆောင်ကြီးဖြစ်ပါတယ်။တော်တော်သေးတော့ဝင်မပေးပဲပိတ်ထားပါတယ်။ပြန်လည်းထိန်းသိမ်းပြုပြင်နေကြပါတယ်။ဒါရေကန်တော်ဖြစ်ပါတယ်။စေတီတော်ရဲ့ရေကန်တော်ဖြစ်ပါတယ်။နောက်ခံတောင်တန်းရှူခင်းတွေနဲ့လယ်ကွင်းတွေနဲ့အင်မတန်တာယာဝယ်ရှုမောဝယ်ဖြစ်သောနေရာဒေသဖြစ်၍အားလုံးသောသူတို့ကောင်းပေါင်းတွေလာရောက်ပြီးတော့ဖျားဘူးလေပတ်သာသနာပြုကုသိုလ်ယူတင်သောနေရာဒေသဖြစ်ပါတယ်အိန္ဒိယနိုင်ငံမရယပြည်နယ်စန်ချီမြို့အနီးမှာတည်ရှိတဲ့ကမ္ဘာပေါ်မှာတစ်ခုတည်းသောအာသောကမင်းတရားရဲ့ဇေဒီတော်ပေါင်း8400အလှထဲမှာပဂရီအကောင်းတိုင်းမူလမပြတ်မစီတည်ရှိနေသောတစုတည်းသောဇေဒီတော်မြတ်ကြီးဖြစ်ပါတယ်အလုံးသောသူတော်ကောင်းပေါင်းတို့ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဣမံမေပုံညဘာကံတပ္ပတတ္တနံဘာစေမိဣမံမေပုံညဘာကံတပ္ပတတ္တနံဘာစေမိဣမံမေပုံညဘာကံတပ္ပတတ္တနံဘာစေမိသာဓုသာဓုသာဓု